တော်လဲကာလာမှာတော်လဲဆောင်ရွက်ဖို့လူဒီရခိုင်ပြည်ကိုလာပါကျွန်တော်ဖိတ်ခေါ်ထားတယ်ဒီ live ပြီးတော့အများကြီးလာပါကဲ live တနေ့တိတော့ထုတ်ပြီးတော့မလောက်သေးဆိုမဟုတ်လောက်ဖက်ဆိုဟမ်လာခဲ့ဟုတ်လာခဲ့ပါအားရဖို့ကောင်းပါတယ်ကျွန်တော်တို့မင်းထားဆိုဘာနဲ့နောက်နှစ်တိုင်းလောက်ဖန်လို့မဲ့လောက်ဖလားမသိလို့မင်းထားဆိုနေပြီတနိုင်တင်းနဲ့လုံးဝပြေးပါလိုက်ဘယ်လိုမျိုးဒီရှိကောင်းအားရဖို့ကောင်းတယ်ရပါလူထူကြီးနိုကရာမှုဒီကောင်းလေကမကျွန်တော်တို့ဥဆောင်ဥတော်လိုရဒီမှာလည်းယုံမှုဒီဆိုအရင်အဖို့လို့ခိုင်ပါမှုဒီရှိရပါလိုမျိုးဒီဘာနဲ့အားသာဒီအများကြီးစားစားရတာကိုဆွဲလဲပြီးလာခဲ့တဲ့လူကြီးအများကြီးရှိတယ်နောက်ထပ်လည်းလာဖို့လူရှိပါသေးဖို့ရုပ်ပဲပေါ့ကျွန်တော် problem ဟိုအားလုံးမလာလေကတော်လဲသမားကြီးကိုထမောကျွေးဖို့လူလေးလိုရဲ့ရခိုင်ပြည်မှာသူကနေပြီးလုံငန်းဒီအားလုံးဖြာစီးတယ်ကျွန်တော်ကလည်းလာခဲ့ပြီဆိုပြီးအားလုံးကိုလေဘုံခနဲ့ခေါ်ပိုက်ပြန်လေကိုရောကအစိုးရပုံစံမျိုးလဲအစားတာတာမသိဆိုင်ပြနိုင်ပြီ